Okay ဆိုတော့ကျွန်တော်အခုဒါတုံးသားမယ်ရေးစစ်ကိုရောက်နေပေါ့နော်ဆိုတော့အထဲမှာဘာရှိမလဲဆိုတော့ဝင်ကြည့်မယ်ဆိုတော့အထဲကိုရောက်လာနဲ့ဆိုင်တိုင်းမဖွင့်ဘူးပေါ့နော်ဒီမှာကစားဆရာဆိုင်ရှိရယ်ဒါတော့ထိုင်ဝမ်ညစီတန်းတွေရဲ့ထုံးစံမျိုးပေါ့နော်ကစားဆရာဆိုင်ရှိရယ်ဒီဘက်မှာဆိုရင်တချို့ဆိုင်တွေကမဖွင့်ဘူးပေါ့နော်ဘာလို့လဲတော့မသိဘူးတချို့ဆိုင်တွေကမဖွင့်ဘူးဒီကစားဆရာတွေပဲအခုထိပေါ့နော်အခုထိကတော့ဒီကစားဆရာတွေပဲတွေ့ရတယ်ရပေါ့နော်လာရင်းနဲ့ဒီအထဲရောက်မှပေါ့နော်ဒါစားဆရာလေးစပြီးတော့တွေ့ရတယ်ပေါ့နော်ဒီညစီတော့ဒါကျွန်တော်ကြားဘူးတော့ဒါဟွားလျံမှာအကြီးဆုံးညစီပေါ့နော်ဒါပေမဲ့လည်းလူတိတ်မရှိဘူးပေါ့နော်ဒီနေ့အင်္ဂါနေ့လို့လည်းဖြစ်မယ်ဂျာဒီလူကြောင့်လည်းဖြစ်မယ်ပေါ့နော်လူတိတ်မတွေ့ရဘူးပေါ့နော်ဆုပ်ဆူ条ဒီမှာတွေ့ပြီဒါစားကြည့်မယ်ပေါ့နော်包括吉祥肠如同半松饼都有点餐上前啦不用客气ဆိုတော့ဒါခုနဟိုဂျပန်အင်ဂျီကိုတင်နေရပေါ့နော်သူကပြောတာဒီရဲ့ဆုပ်ဆူ条လဲစမ်းကြည့်တင်နေပေါ့နော်ဆိုတော့ကျွန်တော်ဒါတပွဲစားမယ်ပေါ့နော်ကျွန်တော်တော့ဒီကောင်စားမှာဖြစ်ပါတယ်如果放到现点先敲不用等慢慢参考ဒီကောင်ကခိုင်းစားဆူ条နဲ့မတူဘူးပေါ့နော်ဒါသူအထဲမှာဆူ条ရဲ့အထဲမှာဟွာပါတယ်တုတ်ဖူပါတယ်ပေါ့နော်ပြီးတော့ဒီဆူ条နည်းနည်းပို့ပြီးတော့ကြီးရယ်ဒီဆူ条နည်းနည်းကျွတ်လေးလို့ပေါ့နော်အထဲမှာတုတ်ဖူအပြင်မှာလည်းကျွတ်လေးတွားရင်းနဲ့ပေါ့နော်ဒီဘက်မှာတော့နည်းနည်းလေးလူများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဘက်မှာသူတို့အကင်ဆိုင်တွေများတယ်ပေါ့နော်အကင်ဆိုင်နဲ့ဒါသူတို့အရက်ဘီယာပါညာသူတို့တောက်ရရဆိုတော့ဒီဘက်မှာလူနေများတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဟိုဘက်ချောင်းထပ်သွားကြည့်မယ်ပေါ့โอเคဆိုတော့ဒီညစီတန်းပေါ့နော်ကြီးရယ်ဆိုပေမဲ့ကျွန်တော်ဒီမှာအမိုက်ပုံတိတ်မတွေ့ဘူးပေါ့နော်ဆိုတော့ကျွန်တော်စားပြီးရဟာတွေဘယ်နာဖြစ်လို့ပြတ်မှမသိဘူးเนาะခုနကကျွန်တော်အပေါ့သွားတော့လည်းအထဲမှာသူများကြီးလည်းကျဲမဲ့အထဲမှာအိမ်သားဟဲပြစ်ထားကြအတွေ့ရပေါ့နော်ဆိုတော့ထိုင်ပေကညစီတန်းတွေလိုမျိုးဒါအမိုက်ပုံတွေတိတ်မရှိဘူးပေါ့နော်ဒီညစီကဒီမှာမာဟာပေါ့နော်မာဟာသူကကျွန်တော်ဘယ်နဲ့ပေါ့နော်ဆိုတော့ကျွန်တော်စောက်ရအောင်နော်ဒီမှာပြအဲ့ခပုတ်ပုံစံမျိုးပေါ့နော်အဲ့တော့မှအပေါ်နေနန်းဖြူထားတာဒါပါပဲအဲ့တော့ပုံမှန်ပါပဲအရင်ကောင်းနေစီတော့မပါဘူးပေါ့နော်ဒီညစီကဒါအကျယ်ကြီးပဲပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ तू ကဒါဒီနေရာမှာနေရာ၄ခုခွဲထားရပေါ့နော်တစ်ခုကတော့ဒါရွမ်ကျူမင်ဆိုတော့ထိုင်ဝမ်မှာအရင်ဆုံးဟိုအရင်ကလေးကနေခဲ့တဲ့လူတွေပေါ့နော်သူတို့နဲ့သက်ဆိုင်တဲ့ဟာတွေသူတို့နဲ့သက်ဆိုင်တဲ့အစားအသောက်တွေရှိရယ်နောက်ထပ်တနေရာကတော့ဒါအရင်တော့ကနာမည်ကြီးခဲ့တဲ့စစ်ချန်ဆိုတဲ့ညစီပေါ့နော်အဲ့ဒီညစီကဆိုင်အဟောင်းတွေပေါ့နော်အဲ့အဟောင်းတွေကိုဒီမှာလာပြီးတော့စုထားရပေါ့နော်နောက်ထပ်တစ်ခုကကျတော့ဒီကစားဆရာတွေပေါ့နော်ပြီးရင်နောက်ထပ်တစ်ခုကကျတော့ဒါတရုတ်ပြည်မကြီးနဲ့သက်ဆိုင်တဲ့အစားအသောက်တွေပေါ့နော်ဆိုတော့အဲ့ဒါတွေလည်းဒီမှာတွေ့ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးတော့ကျယ်တယ်โอเคဆိုတော့ကျွန်တော်ကတော့အခုပြန်ပြီးတော့နားရမယ်ပေါ့နော်ဆိုတော့ဒီညစီတန်းမှာတော့เนาะအဓိကကစားဆရာတွေပို့ပြီးတော့များတယ်လို့ထင်တယ်အစားအသောက်လည်းရှိရောရှိပါဒါပေမဲ့ကျွန်တော်တွေ့ရတော့ကစားဆရာတွေပို့ပြီးတော့များတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဒါဆိုင်ကပြန်တော့ပြီးမှရမှာပေါ့နော်။ဘာလို့လဲဆိုတော့ဆိုင်ကလက်ဖြတ်မနက်၈နာရီခွဲမှဖွင့်မှာပေါ့နော်။ဒါပေမဲ့ကျွန်တော်က6ခွဲဆိုရင်ယထာစားစီပြီဆိုတော့လက်ဖြတ်မနက်ကအစမပြေတော့ပေါ့နော်။ဆိုတော့အခုကလေးကတော့ပြေးမယ်။တော့ပြေးပြီးတော့လက်ဖြတ်ကတော့ part 3ပေါ့နော်။ part 3ကတော့ကြီးလောင်တောင်းမှာဖြစ်ပါတယ်ဆိုတော့စောင့်ကြည့်ပေးကြပါဦး။